အဲ့တော့သူများခေါင်းညှိတာတွေ့တာရင်ကျွန်တော်ကလက်ရခေါင်းညှိပါတယ်တကယ်ကျတော့ဟိုစင်ပေါ်မှာ၄ view လူပြောလိုက်ချိန်မှာကျွန်တော်ကဒီဒါမျိုးလုပ်ရတယ်ပေါ့နော်အမျိုးဘာလို့ရလဲမသိပါဘူးတကယ်မသိတာဟုတ်ကဲ့၄ view လူပြော၄ view လောက်ရပါမယ်ပြီးတော့မှကျွန်တော်ဘယ်စကဲတော့ဘယ်လိုချက်လို့ရလို့မွေမဝိုင်းမဟုတ်မွေဝိုင်းအာဒီရဆက်ကမှာကမွေမကိုရမွေနုံကိုရမေမွေငါမကကောင်မတ်နဘေမွေမဟုတ်မွေမဟုတ်တမ်းပဲပြောไอ้ไอ้ပြောไอ้ပြောไอ้ရှော့ไอ้ใครပြောไอ้sorry ถามเลยပြန်对了ပြောဆရာကြီး98ကျင်တွေ့လား98ကျင်ဘရိုโอเคပါတကယ်တကကြည့်ရတာတော့တော်မိုက်ရဘရိုကြည့်ရမှာဘာလို့ဆိုအယောင်ကလေကျွန်တော်ကြိုက်တယ်ဗျာအဖြူနှမ်းနေဗျာကြည့်မလားလုံးဝကြီးလိုက်တိုင်းမှာအင်ကြီးတိုင်းမှာအဖြူကြည့်တော့ဝတ်ထားတဲ့ဟာဆိုရင်လည်းအနီရောင်ကြီးဗျာကြည့်ရမှာအဲ့ဒါရမိုက်တယ်ပြီးတော့ကျွန်တော်တို့အလန်ဆိုလဲအနီရောင်အလန်ကြီးဗျာမွန်အလန်ပေါ့နော်ကျွန်တော် bro ကိုထည့်ပြီးတော့ပြပေးမယ်ဗျာအဲ့တော့ကျွန်တော်အထက်ကိုချက်တော့ကျွန်တော်ဝင်ကြည့်မှာဖြစ်ပါရဲ့ခင်ဗျာအရှိပန်းနေမြားတွေမိခွင်းရောဘလူများကျွန်တော်ရှိမှလေးပေါ့နော်ကျွန်တော်မသိရသေးဘူးဗျာကြည့်မလားအဲ့တော့အရှိပန်းကနေကိုပြီးတော့မှကျွန်တော်6လောက်ရှိုးကြည့်မှာဖြစ်ပါရဲ့ခိုးကတော့ကျွန်တော်အရှိဘက်ကိုဒိုးနေတာကြီးတို့နိုင်စင်ဒီမှာဖျားရှိရဲ့ဖျားအော်လူပြပြမကောက်ဖြတ်တာမျိုးရှိရဲ့ဒါမျိုးရှိပါရဲ့ဆိုတော့အဲ့ဒီလမ်းကနေဝင်လာမယ်ဒီကနေစုကြရဗျာစုကြတော့ရိုက်တယ်ရိုက်ပြီးတော့အဲ့ဒီထဲတာတယ်ပေါ့ကျော်ရဲ့ဒီရော်ပဲဗျာကြည့်မှာဒီရော်ရဲ့နာမည်ကိုကြည့်ရင်တော့ဘလို့ချက်တော့ comment မှာမက်ခကြပါတော်တော်မိုက်ပါလေမိုင်းမဲတယ်ဟုတ်ကဲ့အင်္ဂါနဲ့ဒီဗန်းနေမြန်မြင်ခွင့်ကရှင်းမဲ့ပါတယ်အမောဘယ်လိုအမောအောင်ပဲပေါ့ဟာก็จะจีบเลยตูนรอบ